မိုးရွာနေရင်ဘာလို့ရမလဲဆိုတော့ပုံးနိုင်ရပုံးလို့ဗမာလိုနိုင်တယ်ပုံးထဲမှာဘာလေးတွေရှိလဲပေါ့တဖန်ရှာကြည့်မယ်ဘာမှမရှိတဲ့ပုံးဆိုတာမရှိဘူးပုံးဆိုတာတော့တစ်ခုခုရှိမှရမယ်ဟောဘာရှိလဲဆိုတော့ဒါလေးရှိတယ်တီးတုံးလေးအဲ့လိုကောင်လေးကြတော့ပြန်ထည့်လိုက်တယ်မယူရှုပ်လို့နောက်တစ်ပုံးထပ်နိုင်အောင်မယ်နောက်တစ်ပုံးကြတော့ဒါဂေါ်လီလုံးဒိုးကြီးလို့ခေါ်တယ်ဒိုးကြီးလုံးရှိမယ်မကြိုက်ဘူးပြန်ထည့်အောင်မယ်အဲ့ဆိုတတရားမြောက်ပုံးဝင်သွားမယ်ဒီမှာဘာပစ္စည်းလေးရှိနေဆိုတာစူးစမ်းလေးလာရမယ်နော်အဲ့တော့ဒီပုံးနိုင်မယ်ဟာဒါလေးလည်းတွေ့ရမယ်မကြိုက်ဘူးနောက်တစ်ပုံးသွားမယ်ဒါကြတော့တရက်သီးလေးဟောပြောင်းချောတင်းအဲ့ဒါလေးရှိမယ်မကြိုက်ဘူးနောက်တစ်ပုံးထပ်သွားအောင်မယ်မကျေနပ်ဘူးဗျာကျေနပ်နောက်တစ်ပုံးသွားမယ်နောက်တစ်ပုံးကဒီမှာမတွေ့ဘူးဟာဒီမှာလားဆိုတော့မဟုတ်သေးဘူးမတွေ့မချင်းတော့ရှာရမှာပဲဝတရားရတော့ရှာမယ်ဟောဒါလေးပဲမကြိုက်ဘူးနောက်ဆုံးတစ်ပုံဒီမှာဒီဘက်မှာဘာတွေရှိမလဲဟာဒီကောင်လေးကကြောကျွတ်လက်စာလေးဗျကျွတ်လက်စာလေးတော်တော်လေးကိုကျွတ်လက်စာလေးဖျဲပြမယ်မကြိုက်ဘူးတော်ပြီမနိုင်တော့ဘူးဗျပြန်ပြီ